ရစ်မကြီးတကောင်ကသူ့အတောင်ပံတွေကိုဖြန့်ပြီးအမြင့်ပေ20လောက်ရှိတဲ့တစ်ကိုင်းပေါ်ကိုအသာလေးခုန်တက်ပြလိုက်ပါတယ်။အောက်မှာကြံခဲ့တဲ့ငှက်ကလေးတွေကတော့သူတို့အမေဒီလောက်မြင့်တဲ့နေရာကိုခုန်တက်နိုင်တာကိုမယုံနိုင်လောက်အောင်တခဏတာအံ့အားသင့်ပြီးငြိမ်သက်သွားကြတယ်။တကယ်တော့ဒါဟာတာမန်ဟန်ရေးပြတာမျိုးမဟုတ်ပါဘူး။တော်ရိုင်းတဘာဝမှာအသက်ရှင်သန်ဖို့အတွက်အရေးကြုံလာရင်တီတီငိမ့်ငိမ့်နဲ့ဘေးကင်းရာကိုမြန်မြန်ဆန်ဆန်ဘလို့သွားရမလဲဆိုတာကိုလက်တွေ့သင်ခန်းစာပေးနေတာပါ။တိတ်မကြခင်မှာပဲငှက်ကလေးတော်တော်များများကအမေရှိတဲ့အပေါ်ကိုရအောင်တက်သွားနိုင်ခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီအမြင့်ကိုရောက်တော့သူတို့လေးတွေကြောက်ကြောက်နဲ့အမိရင်ခွင်အောက်မှာသွားခိုနေကြရှာတယ်။ဒီအချိန်မှာအောက်မှာငှက်ပေါက်လေးတကောင်ကြံရစ်နေခဲ့တယ်။သူကအပေါ်ကအမေနဲ့မောင်နှမတွေကိုမော့ကြည့်ရင်လိုက်တက်ဖို့အချိန်ချင်းကြိုးစားပါတယ်။ခုံလိုက်တိုင်းအပေါ်ရောက်ဖို့နည်းနည်းစီလိုသွားပြီမဲ့သူလုံးဝအထိတ်တလန့်မဖြစ်သလိုလက်လည်းမလျှော့ခဲ့ပါဘူး။အဲ့ဒီအစားသူကနီးပြူဟာပြောင်းပြီးပိုကောင်းတဲ့ခုံပေါက်နိုင်မဲ့နေရာတစ်ခုကိုလိုက်ရှာခဲ့တယ်။နောက်ဆုံးတော့မြက်ခင်းရှောဆောက်လေးတစ်ခုပေါ်ကနေအနီအထားယူရှိသမျှခွန်အားကိုတုံအတောင်ပံတွေကိုအရင်ကထက်ပိုမြန်ခတ်ပြီးအားကုန်ခုန်တက်လိုက်ပါတယ်။ဒီတခါတော့သူ့အောင်မြင်သွားခဲ့ပါပြီ။နောက်ဆုံးကြံနေတဲ့ငှက်ကလေးလည်းအမေရှိရာကိုရောက်သွားပြီးဒီနေ့အတွက်သင်ခန်းစာကိုအောင်မြင်စွာပြီးဆုံးသွားပါတယ်။တော်ရိုင်းတဘာဝမှာတော့ဒီလိုဇွဲမလျှော့ပဲအဆုံးထိစူးစမ်းတဲ့စိတ်တက်ကပဲအသက်ရှင်သန်ဖို့အတွက်အဓိကတော့ချက်ဆိုတာကိုဒီဗီဒီယိုလေးကသက်သေပြနေတာပဲဖြစ်ပါတယ်